ဂါလတိအခိုင်လေးအငယ်လေးမှာအချိန်ကာလစေသောအခါငါတို့သည်တာဤအခွင့်အရာကိုခံရမည်အကြောင်းပညတ်တရားလက်၌ရှိသောငါတို့ကိုရွေးနှုတ်စေခြင်းငှာမိမဝန်း၌ပဋိတ္တိယူ၍ပညတ်တရားအောက်၌ဖွားမြင်ရသောသားတော်ကိုဖျားသခင်သည်ဆေလွတ်တော်မူ၏ယေရှုခရစ်တော်ဒီလောကမှာလူစားတိအဖြစ်ကိုခံယူပြီးဖွားမြင်ခြင်းကိုခံတော်မူခြင်းဟာဖျားသခင်ရဲ့အစီအစဉ်ဖြစ်တယ်ဆိုတာဒီမှာဂလာတိအခိုင်လေးအငယ်1အစပိုင်းမှာအချိန်ကာလစေသောအခါတဲ့အချိန်ကာလစေသောအခါဆိုတာဖျားသခင်တတ်မှတ်တဲ့အချိန်ရောက်လာတဲ့အခါမှာတာတော်ကိုဒီလောကမှာဆေလွတ်တယ်ဘာအတွက်ဆေလွတ်တော်မူတယ်လဲဆိုရင်ပညတ်တရားလက်၌ရှိသောငါတို့ကိုရွေးနှုတ်စေခြင်းငှာဒါဆေလွတ်တော်မူခြင်းအကြောင်းရင်းဆေလွတ်တော်မူတဲ့နီလန်းကမိမဝန်း၌ပဋိတ္တိယူ၍လူသားကဲ့သို့ဖွားမြင်ခြင်းကိုခံတယ်မိမဝန်းထဲမှာပဋိတ္တိယူတယ်ဆိုတာအမျိုးသားရဲ့မျိုးစိတ်မပါဘဲလူစားတိအဖြစ်ကိုခံယူလိုက်တာကျွန်တော်မွေးလာတဲ့ကလေးတွေအားလုံးကတဘာဝလို့ပဲပြောရမှာပေါ့တဘာဝအတိုင်းမွေးလာကြတာဖြစ်တယ်အမေရဲ့မျိုးဥနဲ့အဖေရဲ့မျိုးစိတ်တွေ့ဆုံခြင်းကနေဘုရားသခင်ကအလိုတော်ရှိတဲ့တတိကိုတေစေလိုက်တယ်အသက်မှုတ်သွင်းလိုက်တယ်ယေရှုခရစ်တော်အပြုကညာမာရိဝန်းထဲမှာပဋိတ္တိယူတဲ့အခါမှာအမျိုးသားရဲ့မျိုးစိတ်မပါဘူးယေရှုကိုအတင်းပြောချင်တဲ့လူတွေကအဖေမပေါ်တဲ့သားလို့ပြောကြတယ်အပြုကညာမာရိဝန်းထဲမှာပဋိတ္တိယူခြင်းဟာအနန္တတကုရှင်ဘုရားသခင်ရဲ့တကုတော်ကြောင့်ဖြစ်တယ်အဲ့ဒါဘယ်လိုဖြစ်နိုင်တယ်လဲဆိုတာမေရောမာရိကိုယ်တိုင်ကအံ့ဩနေတာလုကာအခါးနှစ်မှာပေါ့နော်ဘုရားသခင်ကောင်းကင်တမန်ဂါဗေလကမာရိကိုသားယောက်ျားလေးကိုကိုဝန်ဆောင်ပြီးတော့ဖွားမြင်မဲ့အကြောင်းပြောပြလိုက်တဲ့အခါမှာမာရိကဘယ်လိုတုံ့ပြန်တယ်လဲဆိုရင်ကျမယောက်ျားနဲ့တခါမှမဆက်ဆံဘူးဘယ်လိုဖြစ်နိုင်မလဲဘုရားသခင်ကောင်းကင်တမန်ဂါဗေလကဘယ်လိုဆက်ပြောပြထားတယ်လဲဆိုရင်အမြင့်ဆုံးသောဘုရားသခင်ရဲ့တကုတော်အားဖြင့်တန်ရှင်းသောဝိညာဉ်တော်ရဲ့တကုတော်အားဖြင့်ပဋိတ္တိဆွဲယူမယ်တဲ့မာရိယာအံ့ဩနေသေးတယ်ဆက်လက်ပြီးတော့အံ့ဩနေတဲ့အခါမှာဘုရားသခင်ကောင်းကင်တမန်ဘယ်လိုဆက်ပြောပြထားတယ်လဲဆိုရင်အဲ့လုကာအခါးနှစ်မှာပဲဘုရားသခင်တတ်နိုင်တော်မမူသောအမှုမရှိဘူးလူစားတိအဖြစ်ကိုခံယူပြီးတော့လူသားကဲ့သို့ဖွားမြင်ခြင်းကိုခံတော်မူခြင်းဟာအနန္တတကုရှင်ဘုရားသခင်ရဲ့တကုတော်ကြောင့်ဖြစ်တယ်ဘုရားသခင်ဟာခတ်သိမ်းသောအရာတို့ကိုတတ်နိုင်တော်မူသောအနန္တတကုရှင်ဖြစ်တယ်ဆိုရင်မတတ်နိုင်တဲ့အမှုရှိမလားမရှိဘူးအနန္တတကုရှင်ဆိုတာအဲ့ဒါကိုပြောတာခတ်သိမ်းသောအမှုကိုတတ်နိုင်တယ်ယေရှုဒီလောကမှာလူစားတိအဖြစ်ကိုခံယူပြီးတော့မကြွလာမီကလေးကယေရှုဟာကောင်းကင်နိုင်ငံတော်မှာခမဲတော်နဲ့အတူရှင်းနှင့်တော်သားတော်ဘုရားဖြစ်တော်မူကြောင်းယောဟန်အခန်း1အခန်းငယ်1ကနေ3မှာကျွန်တော်တို့ပြောပြထားလားအဲ့ဒါမှတ်မိလားအစာဦး၌နှုတ်ကပတ်တော်ရှိနှုတ်ကပတ်တော်ဒီလည်းဘုရားသခင်နဲ့အတူရှိနှုတ်ကပတ်တော်ဒီလည်းဘုရားသခင်ဖြစ်တော်မူ၏ထိုနှုတ်ကပတ်တော်ဒီလူစားတိအဖြစ်ကိုခံယူပြီးတော့ကြွလာတဲ့အကြောင်းယောဟန်အခန်း1အငယ်7မှာကျွန်တော်တို့ပြောပြထားတယ်အဲ့တော့ယေရှုခရစ်တော်ကိုမယုံကြည်ခြင်းတဲ့သူတွေကအဖေမပေါ်ပဲလူသားကဲ့သို့မွေးဖွားလာတယ်ဆိုတာမဖြစ်နိုင်ဘူးလို့သူတို့ရဲ့ဉာဏ်နဲ့တွက်ချက်နိုင်တဲ့အဆင့်လောက်ပဲအနန္တတကုရှင်ဘုရားသခင်ကိုမြင်ပြီးတော့ပြောကြတာဘုရားသခင်ဒီအနန္တတကုနဲ့ပြည့်စုံတော်မူသောဘုရားသခင်ဖြစ်တော်မူသောကြောင့်ဘုရားသခင်မတတ်နိုင်တဲ့အမှုဆိုတာရှိလားမရှိဘူးအပြုကညာမာရိဝန်းထဲမှာပဋိတ္တိဆွဲယူခြင်းဟာအမျိုးသားရဲ့မျိုးစိတ်မပါတဲ့အတွက်ကျွန်တော်တို့တာမန်လူသားတွေလိုအပြစ်ဗီဇကိုဆက်ခြင်းမရှိဘူးအဲ့ဒါတိတ်ရေးကြီးတယ်အပြုကညာကနေဖွားမြင်ခြင်းကိုခံတယ်ဆိုတာယေရှုခရစ်တော်သည်အပြစ်ဗီဇမပါဘဲတန်ရှင်းစွာဖွားမြင်ခြင်းကိုခံတော်မူသောတူတီသောဘုရားသခင်သားတော်ဖြစ်တယ်ယေရှုလူစားတိအဖြစ်ကိုခံယူပြီးတော့ဖွားမြင်ခြင်းကိုခံတော်မူခြင်းသည်အပြစ်ရှိသောကျွန်တော်တို့ကိုရွေးနောက်ကယ်တင်ဖို့ဘုရားသခင်သားဖြစ်ရသောအခွင့်ကိုပေးဖို့ရန်လူစားတိအဖြစ်ကိုခံယူတယ်ပညတ်တရားအောက်၌ဖွားမြင်ရသောသားတော်ကိုဘုရားသခင်သည်ဆေလွတ်တော်မူ၏ကဲကြည့်အဲ့ဒါမှာအရေးကြီးတယ်ပညတ်တရားလက်၌ရှိသောကျွန်တော်တို့ကိုရွေးနှုတ်ကယ်တင်ဖို့ရန်ပညတ်တရားအောက်၌ဖွားမြင်ရသောသားတော်ကိုဘုရားသခင်ကဆေလွတ်တယ်ပညတ်တရားအောက်၌ဖွားမြင်ရသောသားဆိုတာ
ပြည့်ညတ်တရားတော်အားလုံးကိုနာခံလိုက်လျှောက်နိုင်တော်သူအဲ့ဒီပြည့်ညတ်တရားအားလုံးကိုနာခံလိုက်လျှောက်နိုင်တော်သူဖြစ်မှပြည့်ညတ်တရားလက်မှာရှိနေတဲ့ကျွန်တော်တို့ကိုရွေးနှုတ်ကယ်တင်လို့ရမှာဖြစ်တယ်ပြည့်ညတ်တရားလက်၌ရှိတော်သူဆိုတာပြည့်ညတ်တရားလက်အောက်ခံဘဝမှာကျွန်တော်တို့ရှိနေတဲ့အပြစ်သားလူသားများကိုဆိုလိုတာဖြစ်တယ်အပြစ်ရှိတဲ့လူသားများကိုရွေးနှုတ်ကယ်တင်ဖို့အတွက်ဆိုရင်ကောင်းသောအကျင့်ပြည့်ညတ်တရားအလုံးစုံကိုကျင့်နိုင်သောအပြစ်နဲ့ကင်းစင်သောသူကသာကျွန်တော်တို့ကိုရွေးနှုတ်ကယ်တင်နိုင်မှာဖြစ်တဲ့အတွက်ပြည့်ညတ်တရားလက်၌ရှိသောအပြစ်ရှိသောကျွန်တော်တို့ကိုရွေးနှုတ်ကယ်တင်ဖို့ပြည့်ညတ်တရားအောက်၌ဖွားမြင်ခြင်းကိုခံဖို့သားတော်ယေရှုခရစ်တော်ကိုစေလွတ်တယ်ဒါကြောင့်အပြုကညာမာရိဝန်းထဲမှာတန်ရှင်းသောဝိညာဉ်တော်ရဲ့တကူတော်အားဖြင့်ပဋိသတိဆွဲယူပြီးတော့တမန်လူသားလိုပဲ6 လမိဝန်းထဲမှာနေပြီးတော့ဖွားမြင်ခြင်းကိုခံတော်မူခြင်းဖြစ်တယ်ပြည့်ညတ်တရားအလုံးစုံကိုနာခံလိုက်လျှောက်နိုင်တဲ့သူဆိုလို့ဘယ်လူသားမှမရှိဘူးဒါကြောင့်ယောမအခိုင်3အငယ်23မှာအဘယ်ကြောင့်နည်းဟုမူကားလူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ဖယားသခင်ရှေ့တော်၌အတရေပြတ်ကြပြီဖယားသခင်ရှေ့တော်မှာအတရေပြတ်တဲ့သူအချင်းချင်းကယ်လို့ရလားမရဘူးဒါကြောင့်ဖယားသခင်ရှေ့တော်မှာအတရေရှိတော်သူအပြစ်နဲ့ကင်းစင်စွာဖွားမြင်ခြင်းကိုခံပြီးတော့လူစားတိခံတက်တော်စင်ကာလတစ်လျှောက်လုံးမှာလည်းအပြစ်တစ်ဆက်မှကျိုးလွန်ခြင်းမရှိဘူးပြည့်ညတ်တရားအလုံးကိုနာခံလိုက်လျှောက်တယ်ယေရှုခရစ်တော်သည်ကောင်းသောအချက်ပြည့်ညတ်တရားအလုံးစုံကိုနာခံလိုက်လျှောက်နိုင်သောတပါးတီတော်သူဖြစ်တဲ့အတွက်သူ့ရဲ့ဖြောင့်မတ်ခြင်းကိုလည်းကျွန်တော်တို့ကိုပေးနိုင်တာဖြစ်တယ်သူ့ရဲ့ဖြောင့်မတ်ခြင်းကိုကျွန်တော်တို့ကိုပေးဖို့အတွက်ပဲမဟုတ်ဘူးကျွန်တော်တို့ကျိုးလွန်တဲ့အပြစ်တွေကြောင့်ကျွန်တော်တို့ခံရမယ်အပြစ်ဒဏ်ကိုကျွန်တော်တို့ရဲ့နေရာမှာခံပေးဖို့အပြစ်ရဲ့အခါသေခြင်းကိုလဝကတိုင်မှာခံပေးဖို့လူစားတိကိုခံယူခဲ့တာဖြစ်တယ်အပြစ်ရှိသောကျွန်တော်တို့ရဲ့နေရာမှာအပြစ်ရခသေခြင်းကိုခံပေးပြီးမှသူ့ကိုယုံကြည်သောသူအားလုံးရဲ့နောင်ဘဝအာမခံချက်ကိုအပြည့်အဝပေးဖို့ရန်သေခြင်းကနေ3 ရက်မြောက်သောနေ့မှာထမြောက်တယ်ယနေ့အသက်ရှင်တယ်သေခြင်းကနေထမြောက်တော်မူသောယေရှုကိုကိုယ်တိုင်မြင်တွေ့တဲ့သူပေါင်းဘယ်နှယောက်ရှိလဲတစ်ကောအခိုင်15မှာဘယ်လောက်ရှိလဲ900ရှိတယ်တက်တေခါ2 ဦး3 ဦးရှိရင်သူတို့တက်တေခါတဲ့အကြောင်းအရာကမှန်ကန်တယ်လို့မှတ်ယူရမယ်တဲ့ယေရှုသေခြင်းကနေထမြောက်တော်မူတဲ့အကြောင်းမျက်မြင်သက်သေကျွန်တော်တို့ဘယ်နှယောက်ရှိလဲ2 ယောက်3 ယောက်ရှိရင်လုံလောက်တယ်ဒါပေမဲ့ဘယ်နှယောက်တောင်ကျွန်တော်တို့မှာရှိလဲ900တောင်ရှိတယ်ကျွန်တော်တို့ကိုယ်တိုင်မြင်ဖို့ရောလိုသေးလားမလိုအမှန်အကန်ဖြစ်တယ်ဆိုတာသက်သေအထောက်အထားကလုံလောက်တယ်ကျွန်တော်တို့သိသိသိထိုက်တဲ့အရာဓမ္မသစ်ကျမ်းမှာကျွန်တော်တို့ကိုပြောပြထားတယ်ဒုတိယအချိန်ပြန်ကြွလာမယ်ဒုတိယအချိန်ပြန်ကြွလာတဲ့အခါမှာတော့လက်ဝါးကတ်တိုင်မှာအမင်္ဂလာနဲ့အသေးခံဖို့မဟုတ်တော့ဘူးမိမိရဲ့ဘုံအသေးကိုဆောင်ပြီးတော့ကောင်းကင်တမန်အချံအရံတွေနဲ့မူးတိမ်ကိုစီးပြီးတော့ကြွလာမယ့်အကြောင်းယေရှုခရစ်ကိုတော်တိုင်ကမဿဲအခန်း24မှာကြိုတင်ပြီးတော့ပြောထားတယ်ဗျာဒိတ်ကျမ်းမှာလည်းထပ်ပြီးတော့ပြောထားတယ်ဒုတိယအချိန်ပြန်ကြွလာတဲ့အခါမှာလူသားအားလုံးကိုမိမိတို့အကျင့်နဲ့အညီတရားစီရင်မှုကြွလာမှာဖြစ်တယ်ဒီနေ့ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံပြီးတော်သူတွေကဒုတိယအချိန်ကြွလာတဲ့အခါမှာအပြစ်စင်ချင်းခါမလားယောဟန်အခန်း3အငယ်18မှာယေရှုကိုယ်တော်တိုင်ကသူ့ကိုယုံကြည်သောသူဟာအပြစ်စီရင်ခြင်းကိုမခံရလို့ပြောထားတယ်ကျွန်တော်တို့အပြစ်စီရင်ခြင်းကိုခံရမှာမဟုတ်တော့ဘူးဆိုတာဘယ်သူပြောတာလဲယေရှုခရစ်ကိုယ်တော်တိုင်ကပြောလို့ကောင်းကင်နိုင်ငံကိုရောက်မယ်ငရဲမကြတော့ဘူးဆိုတဲ့သင်ရဲ့ယုံကြည်ချက်ဟာဘယ်သူရဲ့ဂတိတော်အပေါ်မှာပဲတည်ရလဲယေရှုခရစ်တော်ရဲ့ဂတိတော်အပေါ်မှာပဲတည်ရတာတည်ရင်ငြိမ်သက်ခြင်းရှိမယ်သင်လုံမဲ့အပေါ်မှာမူတည်ရင်ဖယုဖယက်ဖြစ်မယ်သင်ဟာအပြစ်ရှိနေတော်သူငရဲသွားမဲ့သူဖြစ်နေပြီးသားသင်ရဲ့အခြေအနေမှန်ကိုသိပြီးတော့အပြစ်နဲ့ကင်းစင်တော်မူသောယေရှုခရစ်တော်ကလက်ဝါးကတိုင်မှာသင်ရဲ့ကယ်တင်ခြင်းအမှုလှုပ်ဆောင်ပေးတဲ့အပေါ်မှာပဲအမိပြုရင်ယေရှုကငါအမှန်အကန်ဆိုသည်ကငါကိုယုံကြည်တော်သူသည်ထာဝရအသက်ကိုရလိမ့်မယ်မပြောဘူးရဤလို့အတိအလင်းပြောထားပြီးပြီကျွန်တော်တို့ရဲ့အပြစ်တွေအတွက်လက်ဝါးကတိုင်မှာယေရှုခရစ်တော်ကစီရင်ခြင်းခံပြီးပြီလက်ဝါးကတိုင်မှာရိုက်ထားခြင်းကိုခံရတဲ့အခါမှာယုံကြည်သောကျွန်တော်တို့လည်းပဲကျွန်တော်တို့အပြစ်ကြောင့်လက်ဝါးကတိုင်မှာယေရှုနဲ့အတူကျွန်တော်တို့ဟာအပြစ်စီရင်ခြင်းခံရပြီးပြီ
ကျွန်တော်ရဲ့ပြည့်ကျွေးအလုံးကိုဆက်ပြီးပြီဖြစ်တဲ့အတွက်ယေရှုကအမှုပြီးပြီလို့မိန့်တော်မူပြီးတော့အသက်တော်ကိုလွတ်လိုက်တာဖြစ်တယ်။၃ရက်မြောက်သောနေ့မှာတေခြင်းကနေထမြောက်ပြီးတော့အသက်ရှင်သောတပါးတီသောကဲ့တင်ရှင်ဖြစ်သောကြောင့်သူ့ကိုယုံကြည်သောသူတို့ရဲ့နောင်ဘဝအာမခံချက်ကိုအပြည့်အဝပေးနိုင်တာဖြစ်တယ်။သူ့ကိုယုံကြည်သောကျွန်တော်ကျမတို့သည်နောင်ဘဝကြရင်အိုနာတေခြင်းကင်းသောကောင်းကင်နိုင်ငံတော်မှာအစဉ်ထာဝရဘုန်းတော်ဝင်စားရမယ့်ဖွင့်ကိုပေးဖို့ရန်လူစားတိအဖြစ်ကိုခံယူခြင်းဖြစ်ပါကြောင်းအားလုံးပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေ။